Hello ကျွန်တော်ပေါ့နော်တင်တန်းနေကျွန်တော်တင်တန်းမှာတက်လဲလို့မေးတဲ့ညီကိုတွေပေါ့နော်တင်တန်းကကျွန်တော်ကကြတော့ဒီPGI နဲ့ပေါ့နော်တင်တော့တင်မောချင်းနဲ့ PGI နဲ့ PMDC မှာတက်ပါတယ်ကိုတင်တန်းကတော့ကျွန်တော်မဟာမှာတက်တယ်ပေါ့နော်ကိုတင်တန်းကကျွန်တော်မဟာမှာတက်တယ်PGI နဲ့ PMDC မှာကျွန်တော်BSC 40K SSA DST ရဲ့တန်ကာရဲ့ BSC ရပြီပေါ့နော်အဲ့ဒါတက်တယ်ပေါ့နော်တက်တယ်ကိုတင်တန်းတက်မဟာမှာတက်တယ်ပေါ့နော်ကဲလို့ကိုပေါ့နော်ကိုတင်တဲ့အချင်းနဲ့ဆိုရင်အကောတော့တင်မောချင်းနဲ့ဝင်သွားလိုက်အဲ့မှာသူအဲ့မှာ PGI နဲ့ဟိုဟာဒီ BMDC ဆိုပြီးတော့အတူတူပါပဲသူတို့ကကိုကတော့နော်အဲ့မှာတက်လို့ရအဲ့မှာကို PC အပ်လို့ရတယ်ပေါ့နော်အဲ့မှာ PC အပ်လို့ရစစ်တာကိုအပြင်မှာစစ်ပေါ့နော်အဲ့လိုမျိုးအခုကျော်ဟိုရက်ကကျွန်တော်အဲ့မှာချက်ဘောက်ကနေညီလေးတယောက်ပို့ပေးတာပေါ့နော် GS ကိုသူစစ်တာပါပြီးပေါ့နော်စစ်တာပါတယ်ပြီးလို့ရှိရင်ပြီးရင် passport ပါပေါ့နော်CC ပါတယ်ပြီး BSD ပါတယ် SSD DSD ပါတယ်ပြီးရင်တန်ကာပါတယ်ပေါ့နော်အဲ့တော့အားလုံး8သိန်းကျော်လောက်မသိကြတယ်ပေါ့နော်8သိန်းကျော်လောက်ကြာတယ်ပေါ့နော်ဆိုတော့ဒါသူကတခါလေးအပြီးပေါ့နော်အပြီးအချင်တော့လဲအာရုံမနောက်ချင်ဘူးဆိုရင်ပွဲစားနဲ့အလုပ်ပေါ့နော်ပတ်စံတော့နည်းနည်း1000လောက်ပေးရမယ်ထင်တာပဲဟိုကတော့ဟိုပေါ့အချင်လဲဆိုရတယ်ကိုယ့်မှာတင်တန်းနေရှိတဲ့အထဲမှာ MBS တို့တော့တင်မောချင် MBS ရှိတယ် PGI ရှိတယ် PMD ရှိတယ်ပေါ့အဲ့ထဲမှာဝင်ပြီးတော့ကိုယ့်အဲ့လေရတယ်ပေါ့နော်ကိုယ့်အဲ့လေရတယ်နော်ဒါကတော့ဟိုကျွန်တော်တက်တဲ့တင်တန်းနေပြပြပြတာပါ Okay ပါ thank you ပါ bye bye